ထိုင်းနိုင်ငံတွင်ဂျမောင်းနိုင်စင်မြို့စားပနဲ့မြို့စီရဲ့ဂျမောင်းနိုင်စင်ရရှိမှုအတွက်လူ့အတော်စားတဲ့နိုင်ငံပါရဲ့ဒီနေ့မှာတော့ထူးမိကနေချင်းတွေအတွက်အချက်ပြုချင်ပါတယ်ထိုင်းနိုင်ငံတွင်ဂျမောင်းနိုင်စင်အမျိုးအစားနှမျိုးရှိပါတယ်ခုပိုင်ဂျမောင်းနိုင်စင်ဆိုပြီးခွဲခြားနိုင်တယ်ခုပိုင်ကားများရာရဲ့မြို့စားနာနဲ့ခုပိုင်ဆိုင်ကဲများရာရဲ့မြို့အစားနာနဲ့ဒီမျိုးအစားကနိုင်ငံခြားကအလုပ်သမားများပြုလုပ်ရမည်အမျိုးအစားနံပါတ်2ကတော့အများသူငါရေမောင်းလိုက်စဉ်ဖြစ်ပြီးတစီကဲ့သို့ဝန်ဆောင်မှုတွေရေမောင်းလိုက်စဉ်များအတွက်ဒီတန်သတ်မှတ်ထားပြီးရေမျိုးစားပြီးထိုင်းလူများအတွက်တာရရှိနိုင်ပါသည်ထိုင်းနိုင်ငံစီရေမောင်းလိုက်စဉ်စောင့်ထားရအတွက်နိုင်ငံခြားကအလုပ်သမားများလိုအပ်သောစာရေးစာတမ်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်နိုင်ငံဟူလာမှာပတ်သက်ပေါ်တပ်ပုံပါစီတော်စာမျက်နှာရေးမိတ်တူထိုင်းနိုင်ငံလူနောက်ဆုံးဝင်ရောက်လာတော့ကစိတ်တုံးပါစာမျက်နှာရေးမိတ်တူတရက်ဝင်ပြီးစားအလွတ်လောခွင့်ပြုလာမှာမပါမင်းမစိမဖြစ်စီရပါမယ်နေထိုင်ခွင့်အထောက်အထားစာရွက်ကိုလူဝင်မှုကြီးကြပ်ရေးဌာနတော့မတို့မဟုတ်ခိုင်းနိုင်ငံတွင်စီတာရုံးမှာထုတ်ယူနိုင်ပါသည်စီလမတသံတလထမကြော်ရပါဟေမောင်းမြလီကျမရေကားမှုပြီးကမောင်းမြအစီအသေးဖြစ်ကြောင်းဖော်ပြထားရမည်ထိုင်းနိုင်ငံတွင်ရေမောင်းနိုင်စဉ်စောင့်ထားဖို့စိတ်ဝင်စားတဲ့သူငယ်ချင်းများအတွက်တီလာပါပဲပြင်ဆင်ထားလို့ရပါပြီရေမောင်းနိုင်စဉ်ရဖို့အတွက်ဒီစာရေးစာတမ်းတွေယူလာလို့ရပါပြီခင်ဗျာ